ဘတ်120ကျော်နဲ့ cosmetic ထည့်တဲ့အိတ်ကလေးရမယ်ဒီလိုအိတ်လေးရလေခရီးသွားလို့ရှိရင်ယူပိုင်းနဲ့အဆင်ပြေရပေါ့နော်အများကြီးဆန်တယ်သူ့ရဲ့အိတ်အသားလေးရလေအကျန်းခံတဲ့အသားလေးအဲ့တော့ဒီလိုမျိုးခိုင်းဆွဲလေးလည်းပါမယ်ပေါ့နော်အထဲမှာဆိုလို့ရှိရင်သူကဒီအကန့်ကလေကိုယ့်ကိုစင်ရမှာပေါ့နော်သူကမစင်ပေးထားဘူးအခုအနီးနားမှာရှိတဲ့ပစ္စည်းလေးကောက်ထည့်ပြထားရပေါ့နော်ပစ္စည်းတော်တော်လေးဆန်ပါတယ်အဲ့လိုမျိုး brush တွေပါလေးထည့်လို့ရတယ်အခုသူကပစ္စည်းကိုပြည့်အောင်ထည့်လိုက်မယ်ဆိုရင်တော့တော်တော်လေးအိတ်လေးဖောင်းဖောင်းလေးနဲ့လှအောင်ပါပေါ့နော်ဈေးလေးက120ကျော်နဲ့ဆိုတော့ပေးရဈေးနဲ့တန်တယ်